ဒီမှာဆိုလဲဘတ်မှန်မပါဘူးကားဒီနေရာလေးတော်ထူးဆန်းတယ်ဘတ်မှန်မပါဘူးကားကြည့်ရတာโอเคဟုတ်တာあとどのぐらい走れる約 170km 運転できますဟောကမေးလိုက်တာကနောက်ထပ်ဘယ်လောက်မောင်းလို့ရလဲတွားလို့ရလဲလို့ကျွန်တော်မေးလိုက်တာသူကနောက်ထပ်190ကီလိုမီတာလောက်ထိမောင်းလို့ရရလို့ကျွန်တော်ဖြေပေးပါတယ်ဒီ EV လို့ပြောရပေမဲ့ဒီကောင်မော်တာနဲ့လှုပ်တယ်ဆိုပေမဲ့တော်တော်မိုက်ပါတယ်မောင်းရတာတော်တော်လေးတွတ်တယ်လို့ပြောလို့ရတယ်လီဗာလည်းနင်းလိုက်တယ်လို့မျိုးဒီ electric ကားလို့တော့မထင်ရပါဘူးအာရှသူကကြောက်ကဒီတစ်ခေါက်ကျွန်တော်မိတ်ဆက်မြောက်ပေးချင်တာတော့ Honda ကနေပထမဦးဆုံးထုတ်လိုက်တဲ့ EV လျှက်စစ်ကားလေးပဲဖြစ်ပါတယ်ဆိုတော့လျှက်စစ်ကားဆိုတော့ engine လုံးဝမပါဘူးဒီကောင်ကားနာမည်ကို Honda E လို့ခေါ်တယ် Honda ကနေမှဒီလျှက်စစ်ကားကိုထုတ်လိုက်တာပထမဦးဆုံးကားဖြစ်ပါတယ်ဒီကောင်တွေကပထမဦးဆုံးမျိုးဆက် Honda E ရယ် Honda Advance ဆိုပြီးတော့ဒီကောင်နှစ်မျိုးထုတ်တယ်ခုကျွန်တော်မိတ်ဆက်မြောက်ပေးချင်တဲ့ကားလေးက Honda E ပဲဖြစ်ပါတယ်ရှေ့မှာမြင်နေရတဲ့ဒါလေးကတော့အားသွင်းတဲ့အပေါက်လေးဖြစ်ပါတယ် charger ပေါက်လေးဖြစ်ပါတယ်ဆိုတော့အားသွင်းတဲ့ stand ကလည်းဒီနောက်မှာရှိရဖြစ်ပါတယ်ဆိုတော့ဟိုမှာတစ်ခုရှိရယ်ဟိုမှာတစ်ခုရှိတယ်ဆိုတော့ဒါကအားသွင်းတဲ့ဟာလေးပေါ့နော်ဆိုတော့ဒီຢာကအားသွင်းတဲ့အပေါက် charger အပေါက်လေးဖြစ်ပါတယ်ဆိုတော့ကားခေါင်းလေးကိုကြည့်လိုက်ပါဦးဘယ်လောက်ချစ်စရာကောင်းလောက်တာလားကာတွန်းရုပ်လေးလိုမျိုးလေးနဲ့တူတယ်ပေါ့နော်သူကဒီခေါင်းလေးရောဖင်လေးရောသူကပုံစံလေးကနည်းနည်းခက်ဆင်ဆင်လောက်ထားတာ Honda ကပြီးတော့ဒီရှေ့ကဒီ highlight တွေဆိုရင်ကြည့်လိုက်အောင်တော်တော်မိုက်တယ်လောက်ထားတဲ့ပုံစံလေးကဒီအထက်မှာမြုပ်ထားတဲ့ပုံစံမျိုးလေးပေါ့နော်ဒီရှေ့ကဒီဘန်ဘာလိုမျိုးလေးဒါကြီးကာထားတယ်ဆိုတော့ကားလေးတော်တော်ချစ်စရာကောင်းပါတယ်ဆိုတော့ယူဆုံးကဲကားလေးတစ်ပတ်ပတ်ပြီးကြည့်လိုက်အောင်ဘာလေးတွေမိုက်လဲဆိုတာဘယ်လိုလေးလဲဆိုတာယူဆုံးကားလေးကိုကြည့်လိုက်ပါဦးဒီမှာဆိုလဲဘတ်မှန်မပါဘူးကားဒီနေရာလေးတော်ထူးဆန်းတယ်ဘတ်မှန်မပါဘူးကားကြည့်ရတာဆိုတော့ဒီကောင်က digital beige man လို့ခေါ်တယ်ဒီကောင်ကဒီမှာကင်မရာပါတယ်ဒီအောက်မှာလည်းကင်မရာလေးတွေပါတယ်ပြီးတော့ဒီမှာလည်းမီးလေးပါတယ်ဒီ signal ဘာညာပြရင်လည်းဒီကနေမှလည်းမီးလင်းတယ်ဆိုတော့ဒီ beige man လေးကတော်တော်မိုက်တယ်အနောက်ကတကားလေးကိုလည်းကြည့်လိုက်ပါဦးလက်ကင်ကပုံမှန်ဆိုလို့ရှိရင်တကားလက်ကင်ဒီညာလေးတွေမှာပါတယ်ဆိုတော့ဒီကားလေးမှာတော့ဒီညာလေးမှာမပါဘူးဆိုတော့ဒီညာလေးမှာသူကမြုပ်ထားတယ်မမြင်ရလေအောင်ဆိုတော့နည်းနည်းလေးမှချစ်စရာကောင်းတယ်အထာကျတယ်ပေါ့နော်သူလှုပ်ထားတဲ့ပုံစံလေးကဟိုရှေ့ကတကားလေးလိုပဲဒါလေးကိုနှိမ့်မယ်ပြီးမှဒါလေးကိုဆိုတော့ဒီတကားတွေက frameless ဒီမှာ frame မပါဘူးဒီကောင်လည်းတူတူပဲဒီကောင်လည်း frameless ပဲဒီမှာ frame မပါဘူးရှေ့ကတကားလည်းဆိုတော့အလွိုင်းလေးကလည်းကြည့်လိုက်ပါဦးချစ်စရာတော်တော်ကောင်းတယ်လို့ထင်တယ်ကျွန်တော်အမြင်ကတော့ဒီအလွိုင်းလေးက16လက်မကိုသုံးပေးထားတယ်ဒီကောင်မှာ Honda E နဲ့ Honda Advance နဲ့ဘာကွာသွားလဲဆိုတော့ဒီ Honda E ကတော့16လက်မကိုသုံးထားတယ် Honda Advance က18လက်မအလွိုင်းကိုသုံးပေးထားပါတယ်ဆိုတော့နောက်ကဖုန်းလေးကလည်းနေရာလေးကလည်းမစိုးပါဘူးဟိုအရင်လေးမကျဲသလိုအရင်လေးမကျင်းဘူးဒီအောက်မှာဘာလဲဆိုတော့ဘာမှမပါဘူးတော့တကယ်တမ်းဒီမှာကအားသွင်းတဲ့ကြိုးတွေဘာတွေကဒီမှာပါမှာဖြစ်ပါတယ်ဒီမှာလည်းရေးထားတယ် Honda E ပါ Honda ကနေမှပထမဦးဆုံးထုတ်လိုက်တဲ့ electric ကဖြစ်ပါတယ်ဆိုတော့မီးကွက်လေးကလည်းချစ်စရာကောင်းတယ်ဒီကောင်အရှိရောအနောက်ရောပုံစံတူလေးလို့မြင်ရတယ်ဒီနောက်ကဒီ wiper လာမပါဘူးဆိုလို့ရှိရင်အရှိကခေါင်းနဲ့အနောက်နဲ့ဘယ်ဟာအရှိဘယ်ဟာအနောက်မြန်းတော့မကောင်းသိကွဲမယ်လို့မထင်ဘူးလို့ထင်ပါတယ်ကျွန်တော်ကတော့ဒီမှာလည်း sensor တွေပါတယ်ဒီမှာ360ကင်မရာလည်းပါတယ်ဒီကမှာပက်လက်360ကင်မရာပါတယ်ဒီမှာ sensor တွေလည်းဘေးပက်လက်တွေပါတယ်ဆိုတော့တော်တော်လေးအသုံးဝင်မဲ့ကားလေးလို့ထင်တယ်ဒီ signal ဘာညာလည်းဒီမီးထဲမှာပဲလင်းနေမသိရင်ဒီကောင် mini cooper ပုံစံမျိုးလေး mini cooper လိုပဲအထက်ကနေမှဒီမီးလင်းတယ်ဒီနောက်မီး brake မီးကတော့ဒီထဲမှာဒီမီးနှစ်ချောင်းလေးရှိတယ်သူအဲ့ကောင်လင်းမယ်ကျန်တဲ့ဟာကတော့ဒီ signal ဘာညာပြမယ်ဆိုရင်ဒီကနေမှလင်းမယ်ပေါ့နော်ဒီကားက electric က EV ကားဆိုတော့ engine မပါဘူး motor နဲ့ motor ကဘယ်မှာရှိတယ်ဆိုတော့ motor ဟောဒီအနောက်မှာရှိရဖြစ်ပါတယ်ပြီးတော့ဒီကောင်ကအနောက်ဘိန်းရက်တယ်အနောက်ကဘိန်းကလေတယ်ဆိုတော့ဒီကောင်က 2V motor လည်းအနောက်မှာဆိုတော့ဒီကောင် R type ပေါ့နော်ဒီကောင် compact ကားလေးပါဆိုတော့ချစ်စရာလည်းကောင်းတယ်တော်တော်လည်းမိုက်တယ်တွက်လက်ပေါ်ပါမယ်လို့ကျွန်တော်တို့ထင်တယ်ပြီးတော့ဒီကားလေးမှာထားထားတဲ့ဒီ battery ကအောက်ကကျန်းကြီးမှာရှိရဖြစ်ပါတယ်ဒီကားလေးမှာတုံးထားတဲ့ battery က 35.5 ကီလိုဝက်ကိုတုံးထားတယ်ဒီကောင်ကအား100ရာခိုင်နှုန်းအပြည့်သွင်းထားမယ်ဆိုလို့ရှိရင်ဒီကောင်မြို့တွင်းလမ်းတွေမှာမောင်းမယ်ဆိုလို့ရှိရင်188မိုင်လောက်အထိမောင်းလို့ရတယ်အဝေးပြေးလမ်းမတွေပေါ်မှာမောင်းမယ်ဆိုလို့ရှိရင်တော့191မိုင်အထိမောင်းလို့ရတယ်ဆိုတော့ရန်ကုန်မန်းလေးဆိုရင်တော့2ခါလောက်တော့အားသွင်းရမယ်လို့ထင်တယ်ဒါကတော့အားသွင်းတဲ့ charger အပေါက်ပဲဖြစ်ပါတယ်ဆိုတော့ဒီကောင်လေးကိုဖွင့်ရင်ဒီမှာ cloud လေးပါတယ်ဒါလေးကိုနှိပ်လိုက်ရင်ပွင့်သွားပြီဆိုတော့အားကရိုးသွင်းနေတယ်ဆိုလို့ရှိရင်ပုံမှန်အားသွင်းတဲ့အပေါက်ကတော့ဒီကောင်ဖြစ်တယ်ဆိုတော့ဒါတော့ပုံမှန်အားသွင်းတဲ့အပေါက်အမြန်အားသွင်းခြင်းနဲ့ဆိုရင်ဒီကောင်ဒါအမြန်အားသွင်းတဲ့အပေါက်ဖြစ်ပါတယ်ဒီကောင်ကမိနစ်30အားအမြန်သွင်းလိုက်တာနဲ့
ဟို80ရာခိုင်နှုန်းအထိအားပြန်ဖြည့်ပြရဲဆိုတော့တော်တော်လေးမြန်တယ်မိနစ်30အတွင်းမှာ80ရာခိုင်နှုန်းအထိအားဘက်ထရီကိုပြန်ပြီးတော့ charging လုပ်ပေးပါတယ်ပြီးတော့ဒီအမိုးတစ်ခုလုံးကလည်းဒါကြီးကလည်း glass ကိုသုံးထားဖြစ်ပါတယ်ဒီ glass ကဒီခင်းလွန်ရောင်ကြီးကိုကာကွယ်ပေးတယ်ဆိုတော့တော်မိုက်ပါတယ်နောက်ကအခန်းလေးတော့တစ်ချက်ဝင်ထိုင်ပြီးတော့ကြည့်လိုက်အောင်ပါအထက်ကမြင်ရတဲ့အယောင်ကာလာကပုံမှန်အယောင်ကာလာရင်းနဲ့မတူအထက်ကိုရောက်ပါပြီကားလေးကတော်တော်ကျယ်ပါတယ်ထိုင်ရတာပုံမှန်လက်သီးစုပ်နှလုံးသားတော့လွတ်ပါတယ်ဆိုတော့အရှိကလည်းလွတ်တယ်နည်းနည်းရက်ရှိတဲ့သူတွေအတွက်လည်းအဆင်ပြေမယ်လို့ထင်ပါတယ်ဆိုတော့ကားက4ယောက်စီအနောက်က2ယောက်အရှိက2ယောက်မီးရလေးလည်းအဆင်ပြေတယ်တော်တက်တောင့်တတာရှိတယ်မသိရင်ဟိုကားတွေကိုရောက်သွားတယ်မတူအိမ်မှာ living room တွေပါတယ်မှာရောက်သွားသလိုပဲဒီတုံးထားတဲ့ဒီ sofa လေးတွေကလည်းတကယ်ဒီ living room တွေမှာတုံးထားတဲ့ပုံစံမျိုးလေးတွေလုပ်ထားတယ်ပြီးတော့တက်တက်ရဲရဲလေးတွေလည်းချုပ်ထားတယ်ကားလေးကတက်တောင့်တတာလည်းရှိတယ်အောက်ကနည်းနည်းလေးညင်ညောင်ညောင်ရှိရလို့ခံစားရတယ်ပြီးတော့ဒီနောက်မှာမီးလေးလည်းပါတယ်နောက်မှာစားရပါကြည့်ချင်တဲ့သူတွေဆန်းနေစစ်မဲ့ပါညာဆိုလို့ရှိရင်အဆင်ပြေတဲ့ဒီမီးလေးကဒီမီးကလုတ်လေးကဒီမှာရှိရဖြစ်တယ်โอเคမောင်နေတော့ပြန်ဖွင့်လိုက်ပါမယ်ဆိုတော့ချုပ်ထားတာလေးတွေကလည်းတော်မိုက်ပါတယ် jeans ပုံစံလေးလောက်ထားတာပါမဟန်တော့ဒီလောက်ထိပဲချလို့ရတယ်ဆိုတော့ကားထဲမှာထိုင်မယ်လက်တွေပါဒီလိုတင်မယ်ဆိုရင်တော့တိတ်ပြီးတော့အဆင်မပြေဘူးအတွင်းထဲကနေမှတင်မယ်ဆိုရင်တော့ရပါတယ်ဟိုဒီညလေးမှာလည်းခြုံထွက်နေရယ်ဆိုတော့တကားလောကတကားကဒီညလေးမှာလောက်ထားပြီးတဲ့အတွက်ဒီညလေးမှာခြုံထွက်နေတယ်ဒါလေးကတော့နည်းနည်း view site တာကောင်းတယ်အစင်းတဲ့ခါကျရင်တကားကိုလုံးဝအပြည့်ဖွင့်ပြီးတော့စင်တာကောင်းတယ်လို့ထင်ပါတယ်လောက်ပုံစံနဲ့ဆင်းလို့ရှိရင်ဥမာထွက်တဲ့ခါကျရင်အမှုမဲ့ဆိုလို့ရှိရင်ခိုင်းပြီးသွားနိုင်တယ်လို့တော့ကျွန်တော်ကတော့ထင်တယ်ဆိုတော့ဒါလေးကတော့ view site တာကောင်းတယ်ဆိုတော့နောက်ကခန်းကတော့ဒီလောက်ပါပဲအရှိကိုသွားပြီးတော့ကြည့်လိုက်အောင်ပါဆိုတော့ဒီကောင်လေးကရုံဆုံးတော်လေးဖြစ်ပါတယ် Honda ကတော်လေးပါပြီးတော့ဒီကောင်ဒီ smart key လေးလည်းရှိသလိုပြီးတော့ဖုန်းနဲ့ဒီ application ကနေမှလည်းသုံးလို့ရတယ်ပြီးတော့ဒီနားလေးမှာဟောဒီ NFC ဆိုတဲ့ဒီတစ်စိတ်လေးပါတယ် Android ဖုန်းတွေကို application download လုပ်မယ်လုပ်ပြီးရင်ဒီ Android ဖုန်းကိုဒီမှာ touch လုပ်လိုက်လို့ရှိရင်တကားတွေပါလို့တွေပါတွေကပွင့်သွားပါတယ်ဆိုတော့ဖုန်းနဲ့လည်းသုံးလို့ရတယ် iPhone ဆိုရင်တော့ဒီ touch လုပ်လို့မရဘူး iPhone ကတော့ဒီတိုင်းပဲဟိုဝင်ပြီးတော့ application ကိုဝင်မယ် log တွေပါဖွင့်မယ်ဆိုရင် log on လို့ log ဒီ off လို့အဲ့လိုမျိုးဒီ password တွေပါနှိပ်မယ်ဆိုတော့ကဏ္ဍအနေနဲ့အဲ့လိုသုံးပြရမှာဖြစ်ပါတယ်ဆိုတော့ Android အတွက်ကတော့တော်တော်အဆင်ပြေဒီကောင်ကဆိုတော့ကျွန်တော်ကတော့ smartphone လဲ apply လဲသွင်းမထားဘူးဆိုတော့ဒီ smart key လေးနဲ့ပဲဝင်ပါမယ်ဒီ smart key လေးကနေမှပဲဒီတကားဖွင့်မယ်ဆိုရင်လည်း log ဖွင့်မယ်ဆိုရင်လည်းဒီဟာလေးကိုအထက်ကိုဝင်လို့ရပါပြီဆိုတော့အထက်မှာတစ်ချက်ဝင်ကြည့်လိုက်အောင်ပါအတူတူဒီကောင်မှန်လေးကလည်းကျသွားတယ် BMW i8 လိုပဲဒီကောင်လေးကလည်းဆိုတော့နည်းနည်းမိုက်တဲ့ sport ကားပုံစံမျိုးလေးလောက်ထားတယ်တော်တော်မိုက်ပါတယ်တကယ်လို့ BMW i8 နဲ့ပတ်သက်ပြီးသိချင်တာရှိရင်ကျွန်တော် blog ရိုက်ထားရှိပါတယ်ဝင်ကြည့်လို့ရပါတယ် Lamborghini နဲ့လည်းကျွန်တော် blog ရိုက်ထားရှိတယ် Ferrari ကိုလည်းကျွန်တော်သိစလောက်လေးမြောက်ပြထားတာရှိပါတယ်ဆိုတော့အဲ့အလေးတွေဝင်ကြည့်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်ပေမှာဝင်ရောက်ကြည့်ရှုလို့ရပါတယ်ခင်ဗျာဒါကြုံလို့ကြော်ညာဝင်တာပါဆိုတော့ကားအထက်ကိုဝင်ကြည့်ပါမယ်အထက်ကိုရောက်ပြီဆိုတော့ power ဖုန်းမှာဖြစ်ပါတယ် power ကဒီမှာပါတာဖြစ်ပါတယ်ဒီအထက်ကိုကားတွေကိုရောက်သွားတဲ့အတန်ကြားပါတယ်အဲ့ဒီအတန်ကဘာနဲ့တူတော့ BMW i8 တော့လိုမျိုးအတန်နဲ့နည်းနည်းသွားဆင်ပါတယ်မသိရင်ခစ်ဘယ်လိုပြောရမလဲဟိုတိတ်ပံခစ်ကိုရောက်သွားတဲ့ပုံစံမျိုးပါပဲအတန်လေးကဆိုတော့ကားအထက်ကိုရောက်ပါပြီကြည့်လိုက်ပါဦးဒီမှာကားအထက်ကဟောဒီ display တွေကိုလည်းကြည့်လိုက်ပါဦး display က1ခု2ခု3ခု4ခု5ခုရှိရဖြစ်ပါတယ်ဒီ Honda ကဒီကားကိုကြော်ညာတော့ဆိုလို့ရှိရင်ကမ္ဘာပထမဦးဆုံးဒီ display 5ခုပါတဲ့ကားဆိုပြီးတော့သူတို့ကကြေညာသွားပါတယ်ဆိုတော့တော်မိုက်ပါတယ်ကားတော်လေးကဒီမှာထားလို့ရတယ်ပြီးတော့ဒီခွက်လေးတွေကမှားပြီးတော့ရွှေ့လို့ရပါတယ်တကယ်လို့အိတ်တွေပါတွေနည်းနည်းကြီးကြီးမားမားထားခြင်းတယ်ဆိုရင်လည်းဒါလေးတွေကဖြုတ်လို့ရတယ်ကိုကြိုက်တဲ့နေရာကိုချိန်လို့ရပါတယ်ဒါလေးတွေကဒီအောက်မှာကဘာတွေပါလဲဆိုတော့ဒီမှာ HDMI ပါမယ်ဒီမှာ100ဗို့ထုတ်နိုင်တဲ့ဒီ AC ပါမယ်ဒီမှာ power outlet ပါမယ်ဒီမှာ USB ဘောက်တွေပါမယ်ဆိုတော့ဒီအောက်ကဒီလောက်ပဲဒါတော့လက်ကင်စီ CR တိုင်းကတော့ဒီလက်နဲ့ပဲလောက်ရတာဖြစ်ပါတယ်ဆိုတော့လက်နဲ့ပဲစိုးစဒီအချိန်ကြီးရမှာဖြစ်ပါတယ်ဒါတော့ aircon fan လေးတွေဒီမှာရှိမယ်ဒါတော့ dashboard ဒါဇုံမီဒီမှာလည်း aircon နဲ့ပတ်သက်တဲ့ကလုတ်တွေဒီကောင်ကားလို့ဘယ်လိုပြောရမလဲမသိရင်ဒီကောင်ဟိုတယ်ကဒီအိတ်တဲ့ဒီဂဒင်ရဲ့ခေါင်းရင်းနဲ့တော့သွားတူပါတယ်ကျွန်တော်စိတ်ထဲမှာကားဆိုတဲ့ဒီအပေါ်မှာလည်းဒီ display တွေနဲ့ဆိုတော့ဟိုတယ်တွေဘာတွေမှာရှိတဲ့
ပုံစံနဲ့တွားပြီးတော့ဆင်တယ်လို့ခံစားရတယ်ဆိုတော့ဒီမှာကဒါက parking auto parking ထိုးတဲ့ဟာကဒီမှာပါတာဖြစ်ပါတယ် auto pilot ဖြစ်တယ်ဒီကောင်ကဒါ home button ဒီမှာလဲဒါအတန် volume ဒါ audio ဒီမှာ cloud တွေကတော့ air con cloud လေးပဲဖြစ်ပါတယ်ဒီကောင်က parking ဒီကောင် reverse ဒီကောင်အနောက်ဆုတ်တဲ့ကောင်ဒီကောင်က free gear free neutral ဒီကောင်က drive ဒီကောင်ကဒီ brake system ကဒီကောင်က single brake လို့ပြောကြတယ်တော်တော်များများကဒီကောင်ကိုနှိပ်လိုက်တာနဲ့ကိုကဒီ lever ဘွားနေမှာ6လွတ်လိုက်တာနဲ့ဒီ lever နေမှာ6လွတ်လိုက်တာနဲ့ brake ကိုနင်းကြမလို့သူ့ပန်သူအလိုလျောက်လုံးဝ0ကီလိုမီတာအထိဖြစ်အောင်သူထိန်းညှိပြီးတော့ရပ်ပေးမှာဖြစ်ပါတယ်ဒီကောင် hand brake ဒီမှာဒီကောင် drive move ကဒီကောင်2မျိုးမောင်းလို့ရတယ်ပြီးတော့ normal move နဲ့ဒီကောင် sport move ဆိုပြီးတော့လည်းမောင်းလို့ရပါသေးတယ်ဒီကောင်လေးက sport move ဆိုပြီးမောင်းလို့ရတာတော်တော်မိုက်ပါတယ်ဆန်လက်ကန်လေးကကိုင်းတာတော်တော်ကောင်းတယ်ဒီမှာဘာတွေပါမလဲဆိုတော့ဒီမှာ CRI အပူပေးတဲ့ဟာတွေပါမယ်ပြီးတော့ဒီ fin 9ကောင်ကလည်းဒီကောင်ကအပူအဆင့်3ဆင့်ထိပေးလို့ရတယ်လို့သိရပါတယ်ဆိုတော့ဒီနှင်းနေပါတွေကြားတဲ့နိုင်ငံတွေဆိုလို့ရှိရင်တော့တော်တော်အဆင်ပြေတယ်ပြီးတော့ဒီမှာကအတန်အတိုးအခြေတွေပါမယ်ဒီမှာ speaker ဘာညာတွေပါမယ်ပြီးတော့ဒီမှာ pedal shift လည်းပါတာဖြစ်ပါတယ်ဆိုတော့ဒါက electric ကားလည်းဖြစ်တယ်ဘာလို့ pedal shift ပါလဲဆိုတော့ဒီကောင်က electric ကားဆိုပေမဲ့ဒီကောင် pedal shift ပါတယ်ဒီကောင်ကဒီ speed ကို short ချပေးတဲ့နေရာမှာတုံးတယ်ဆိုတော့ဒီ pedal shift လေးလည်းဒီကျမှမောင်းရင်းနဲ့ဆန့်ကြည့်ကြတာပေါ့ပြီးတော့ဒီမှာ display ကတော့ဒီမှာအားလုံးမြင်တဲ့အတိုင်းပဲဒီ touch screen နှစ်ခုကဒီ cloud နဲ့အပြောင်းရွှေ့တယ်လို့ရတယ်ပြီးတော့ဒီနောက်ကအခုဆိုရင်ဒီပုံစံတွေကိုလည်းသူကပြောင်းလို့ရတယ်ကိုကြိုက်တဲ့ပုံတွေထားလို့ရတယ်ဒီ display ကကျန် UU display တခုတည်းမဟုတ်ဘဲねဒီမှာ function တွေအများကြီးပါတယ်ဆိုတော့ကိုကရှောက်ပြီးတော့ကိုလုပ်ရင်လုပ်တယ်လို့မျိုးအများကြီးဒီထဲမှာရှိတယ်ဒီကောင်360လေးလည်းပါတယ် bluetooth တွေလည်းပါမယ်ပြီးတော့ဒီထဲမှာ gain တွေလည်းပါမယ်ဒီကောင်ငါးလေးတွေကိုအစာကျွေးလို့ရတဲ့ gain လေးတွေပါဒီထဲမှာထည့်ပေးထားတယ်ဒီကောင်ဖုန်းတစ်လုံးလိုပဲဒီမှာ application တွေကစာပါတယ်ဒီမှာ apply e-tilan ဆိုပြီးတော့ရှိတယ်ဆိုတော့ဒီမှာ application တွေလည်းရှိမယ်ဆိုတော့အများကြီးပဲဒီကနေမှာတွားလို့ရမယ်ဒီမှာ HDMI လည်းပါမယ် Honda Appli Center လည်းပါမယ်ဆိုတော့ USB လည်းပါမယ် TV နဲ့လည်းထည့်လို့ရတယ် Apple CarPlay လည်းသုံးလို့ရတယ် Android မှာဆိုရင်လည်းဒီ Android Auto ဆိုတဲ့ application နဲ့ရောပြီးတော့ပါသုံးလို့ရတယ်ပြီးတော့ဒီမှာ Shine Wi-Fi ဆိုတာလည်းရှိတယ်ကားအတွင်းထဲမှာပဲ Wi-Fi လွှင့်လို့ရမယ် Audio Bluetooth တွေလည်းရှိမယ်ဒီမှာလည်း EV နဲ့ menu တွေရှိမယ်ဖုန်းတွေရှိမယ်တော်တော်များများရှိပါတယ်ဆိုတော့ဒါတွေကကိုကရှောက်ပြီးတော့ကြည့်ရင်ကြည့်သလိုကိုလေ့လာရင်လေ့လာသလိုအများကြီးလုပ်လို့ရပါတယ်ဒီကောင်က iPhone တွေမှာဆိုရင် CD လိုမျိုးပဲပါဇက်နဲ့ပြောပြီးတော့အသုံးပြုလို့ရတယ်ဆိုတော့ဒီကောင်က OK Honda လို့ခေါ်တယ်ဒါလေးကိုတစ်ချက်နှိပ်ပြီးတော့ကျွန်တော်နည်းနည်းဆန်းကြည့်လိုက်မယ်ဒီကောင်ဘယ်လောက်ထိစကားပြောလဲဆိုတော့ OK Honda あとどのぐらい走れる約 170km 運転できます။ကမေးလိုက်တာကနောက်ထပ်ဘယ်လောက်မောင်းလို့ရလဲတွားလို့ရလဲလို့ကျွန်တော်မေးလိုက်တာသူကနောက်ထပ်190ကီလိုမီတာလောက်ထိမောင်းလို့ရတယ်လို့ဒီကောင်ဖြေပေးပါတယ်။သူတခြားဟာတွေလည်းမေးမယ်ဆိုရင်မေးလို့ရပါတယ်။ဒီကောင်မြန်မာလူတော့ပြန်ဖြေလာလို့တော့ကျွန်တော်မပြောတတ်ပါဘူး။မဖြေဘူးလို့လည်းထင်ပါတယ်။ဒီကောင်အင်္ဂလိပ်လိုဂျပန်လိုနဲ့တခြားဘာသာစကားတွေလည်းလုပ်လို့ရမယ်လို့ထင်ပါတယ်။ဒါကတော့ဒီ setting ထဲမှာဝင်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်ဒီဘာသာစကားနဲ့ပတ်သက်တာတွေလည်းရေးထားမယ်လို့ထင်ပါတယ်။ဒါတွေကတော့ဒီ infotainment system တွေကတော့ဒီလောက်ပဲဒီကောင်လည်း digital မှန်ဖြစ်တယ်ဆိုတော့ digital မှန်နဲ့မကြည့်ချင်ဘူးရိုးရိုးကြည့်နေတယ်ဆိုရင်လည်းဒီကောင်လေးကိုတွန်းလိုက်တာနဲ့ရိုးရိုးမှန်ဖြစ်သွားပါပြီဆိုတော့ရိုးအနောက်ကိုကြည့်လို့လည်းရတယ်ဒါပေမဲ့ digital နဲ့ကြည့်ချင်တယ်ညလေးပိုင်းမှောင်နေဆိုလို့ရှိရင် digital ကြည့်တာကပို့ပြီးတော့မိုက်တယ်လို့ကျွန်တော်တို့ထင်ပါတယ်ပြီးတော့ဒီမှာက SOS system လည်းပါတယ်တကယ်အရေးပေါ်ပိုင်းညာဆိုလို့ရှိရင်ဒီ cloud လေးကိုဒီကနေမှဒီ cloud လေးကိုနှိပ်လိုက်မယ်ဆိုလို့ရှိရင် Honda company နဲ့ဆက်သွယ်ပေးမှာဖြစ်ပါတယ်ပြီးတော့ဒီမှာ sunroof လည်းပါတယ်ပြီးတော့ဒီကောင်ဖွင့်ပြီးတော့ဒီကောင်ဖွင့်လို့ရတယ်ဒီမှန်ကခင်းလွန်ရောင်ကြီးကိုကာကွယ်ပေးတဲ့မှန်ဖြစ်ပါတယ်ကျွန်တော်တို့ကအပေါ်ကကောင်းကင်ပြားကြီးကိုမမြင်ရဘူးကျွန်တော်တို့အခုမြေရောက်နှစ်ထပ်ကိုရောက်နေတာဖြစ်ပါတယ်ဆိုတော့ကောင်းကင်ပြားကြီးကိုမမြင်ရဘူးအပေါ်ကမျက်နှာချက်ကိုပဲမြင်ရတာဖြစ်ပါတယ်ဆိုတော့အပြင်ရောက်မှဒီ sunroof လေးဖွင့်ပြီးတော့မောင်းကြည့်ကြတာပေါ့အထက်ကိုလည်းရှင်းပြပြီးသွားပြီဆိုတော့အပြင်ကိုကျွန်တော်တို့လူရှော့ပြီးတော့သွားလဲအောင်ပါဘယ်ဘက်ကကားဆိုရင်ကြည့်လိုက်ပါဦးကားက electric ကားဆိုတော့လုံးဝတိတ်ဆိတ်နေပါတယ်အထက်မှာအတန်ကတိတ်စင်ဒီ air con အတန်ဟူးဟူးဆိုတဲ့အတန်ပဲကြားပါတယ်ကျန်တဲ့ဘာမှမကြားပါဘူး
ကဲအခုဆိုရင်ကျွန်တော်တို့မြေရောက်နှစ်ထပ်ကနေမှအပေါ်တက်မှာဖြစ်ပါတယ်ဆိုတော့ဒါကပထမတစ်ထပ်ပါမြေရောက်တစ်ထပ်ကိုရောက်မှာဖြစ်ပါတယ်ဒီမှာလမ်းမယူရောက်မှာဖြစ်ပါတယ်အခုကျွန်တော်တို့လမ်းမရက်ပြီးတော့မှန်ချိန်နေရဖြစ်ပါတယ်ခုနကမြေရောက်ကနေထွက်လာချင်းကျွန်တော်တို့မှန်ကိုမချိန်ခဲ့ဘူးဘေးချင်းမှန်ကိုအော်ဒီကောင်ကdigital ဆိုတော့ auto ပါရလို့ထင်နေကျွန်တော်စိတ်ထဲမှာဆိုတော့ဒီကောင်က auto မဟုတ်ဘူးကိုယ့်အသာကိုချိန်ရဖြစ်ပါတယ်တက်စကရင်နဲ့ဆိုဒီအတိုင်းပဲဒီထဲမှာချိန်ရမှာဒီမှာလိုက်ရှာနေတကယ်မှန်ချိန်နေတာဒီမှာပဲပါတာဖြစ်ပါတယ်ဆိုတော့ဒါလေးပါပဲဒီအရင်ပုံမှန်ရိုးကားလေးလိုပါပဲဆိုတော့ဒါလေးအသုံးပြရလွယ်တယ်ဒါလေးနေတာနဲ့ဆိုတော့အဲ့လိုမျိုးလေးပေါ်လာပြီးတော့ချိန်လို့ရတာဖြစ်ပါတယ်ရှေ့အပေါ်အောက်ရပါပြီဒါပါပဲ အာကာသယာဉ်နဲ့ရောက်နေတယ်လို့ပါပဲတက်စခရနေနဲ့ဆိုတော့ အခုကျွန်တော်ရိုးမူးနဲ့မောင်းနေပါဒီကောင် normal ရိုးနဲ့မောင်းနေတာအခု58ကီလိုမီတာမှာ60ပတ်ဝန်းကျင်လောက်ပါပဲဆိုတော့ဒီ EV လို့ပြောရပေမဲ့ဒီကောင်မော်တာနဲ့လွတ်လွတ်တယ်ဆိုပေမဲ့တော်တော်မိုက်ပါတယ်မောင်းရတာတော်တော်လေးတွတ်တယ်လို့ပြောလို့ရတယ်လီဘာလည်းနင်းလိုက်တယ်လို့မျိုးဒီ electric ကားတော့မထင်ရပါဘူးဆိုတော့မောင်းရတာတော်တော်လေးမိုက်တယ်အထဲမှာလည်းညင်းညောင်ညောင်လေးရှိတယ်အတန်တွေပါလေအရန်ကြီးလေးဟိုမထွက်ဘူးပေါ့နော် EV ကလည်းဖြစ်တော့ဆိုတော့ကျွန်တော်တို့သဘောကျတယ်ဒီကောင်လေးကိုပြီးတော့ဒီကောင်က sport မှုလေးရှိသေးတယ်ဆိုတော့ sport မှုပြောင်းရင်ဒီကနေမှပြောင်းအောင်မှာဖြစ်ပါတယ်ဆိုတော့ပြီးမှပဲ sport မှုနဲ့ပြောင်းရင်နည်းနည်းလေးနင်းကြည့်ကြတာပေါ့ sport မှုဆိုရင်ရောတော့ sport မှု feeling ရောပေးမလားဆိုတာပြီးမှပဲမောင်းကြည့်ကြတာပေါ့ရှင်းမှာတော့ပါတယ်ပြီးတော့ဒီကားမှာကလေဒီဟောဒီ single brake ဆိုတဲ့ဘာလေးရှိတယ်ဒီကောင်ကကြတော့ဒီကိုကလီဘာနဲ့မှာ6လွှတ်တာနဲ့သူ့ဘာသူဒီ brake system နဲ့သူကထိမ့်မိမှာနော်တော့ brake ကိုဒီ0ကီလိုမီတာကြီးဖြစ်အောင်သူကရက်ပေးမှာဖြစ်ပါတယ်ကားကိုဆိုတော့အဲ့ system လေးပါတယ်ဆိုတော့အဲ့အလေးတစ်ချက်စမ်းကြည့်မယ်တကယ်လို့ဒီကောင်အလုပ်ဖြစ်လာဆိုတော့ဆိုတော့ဒီဟာလေးကိုကျွန်တော်ဒီ single brake ဆိုတဲ့ဒီ color လေးကိုနှိပ်လိုက်မှာဖြစ်ပါတယ် single system က on ဖြစ်သွားပြီဆိုပြီးတော့သူကပေါ်နေပါတယ်ဆိုတော့ကျွန်တော်ကဒီမှာလဲ auto ဆိုပြီးတော့လည်းပေါ်နေပါတယ်ဆိုတော့ကျွန်တော်ကဒီ lever ပေါ်ကနေ6လွှတ်တာနဲ့ဒီကောင်ကသူ့အလိုလို brake အုပ်ပေးမှာဖြစ်ပါတယ်ဆိုတော့မီး point တွေပါတယ်မှာဆိုရင်တော့ဒီ lever ပေါ်မှာ6တင်ရတာဘာညာ brake ပေါ်မှာ6တင်ပြီးတော့စောင့်နေရတာဘာညာမရှိတဲ့အတွက်နည်းနည်း6ညောင်းတော့တတ်တာလို့ထင်ပါတယ်အခုဆိုကျွန်တော် lever ပေါ်ကနေ6လွှတ်လိုက်ပါတယ်ကွာဒါပဲအချိန်နည်းနည်းပါလို့လာတော့မသိဘူးဒီကောင် brake အုပ်တဲ့စစံနဲ့နောက်ကျပါတယ်ဆိုတော့ခွာနေခုဘက်မှာမြင်နေရတော့ဘင်းနန်းတော့ပဲဖြစ်ပါတယ်ဆိုတော့ကျွန်မမှာအားသာတဲ့လူတွေတော်တော်များတယ်ဒီနေ့ကပိတ်ရတယ်ဖြစ်တော့လူတွေကလမ်းလျှောက်ကြတယ်ဒီလျှောက်သွားကြပါတယ်ဆိုတော့ဘင်းနန်းတော့တော်တော်လက်တန့်တယ်မြင်ရတဲ့မြင်ကွင်းတွေရှူခင်းတွေကတော်တော်လက်လှပါတယ်နောက်မှာဒီအာသွင်းတဲ့ USB ပေါက်လေးလည်းပါတယ်ဆိုတော့ဒါကနောက်ကလူတွေအတွက်လည်းအာသွင်းရတာလုံးဝအဆင်ပြေပါတယ်ဒီခု single ပြတဲ့အတန်ကားထဲမှာတော်တော်ကျေလို့ခံစားရပါတယ်ဘာလို့ဆိုကားထဲကတော်တော်လေးတိတ်ဆိတ်နေတော့ဒီ electric ကဆိုဒီအတိုင်းပဲမော်တာလည်းနောက်မှာရှိတော့အရင်ကြီးအတန်မကြားသလိုမျိုးခံစားတော့ဟိုခုချိန်ကားရက်ထားတဲ့အချိန်ဆိုလို့ရှိရင်တော့လုံးဝအတန်မကြားတော့ဘူးလုံးဝတိတ်ဆိတ်နေပါတော့ကားမောင်းနေလေးအတန်ဒီ electric အတန်နဲ့ထွက်တယ်မော်တာအတန်နဲ့ထွက်တယ်ဆိုတော့ကားရက်ထားတော့ကားတဲ့အတန်ကဒီ single အတန်ကနည်းနည်းလေးကျေလို့ကြားပါတယ်ဒီ single အတန်ကသူကပုံစံ3မျိုးအထိရွေးလို့ရတယ်လို့ကျွန်တော်သိထားပါတယ်ဒီကားကအယောင်က9မျိုးအထိရွေးလို့ရတယ်ဒီ Honda E ရော Honda D Advance ရောဒီနှစ်မျိုးစလုံးကအယောင်က9မျိုးအထိရှိတယ်ဆိုတော့အဲ့ဒီထဲမှာကိုကြိုက်တဲ့ဟာတွေကိုရွေးလို့ရတယ်ပြီးတော့ဒီကောင်ကယူရိုကိုထုတ်ထားတဲ့ကားတွေရောဒီအာရှမှာထုတ်တဲ့ကားတွေရောအကုန်လုံးကဒီ grade ကဒီတစ်မျိုးတည်းပဲလာတယ်ပေါ့နော်ဆိုတော့ grade ကတစ်မျိုးတည်းသူက Honda E နဲ့ Honda Advance နဲ့သူက grade လို့ခွဲထားတာမဟုတ်ဘဲနဲ့အမျိုးအစားအနေနဲ့သူကခွဲပြီးတော့ထုတ်ထားတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်မောင်းကြည့်ရတာတော့မစိုးဘူးတောင်းတရှိတယ်ပြီးတော့ပေါ်ပါတဲ့တွက်လက်တဲ့မြန်တယ်ပြီးတော့360ကင်မရာကြီးလည်းရှိတယ်ဆိုတော့ဒီမှန်နေပါကြီးကြည့်ရတာရဲ့လုံးဝအဆင်ပြေတယ်တို့တို့တွေကကျွန်တော်အခု normal မောင်းနေမောင်းပြီးသွားပြီနောက်ဆုံး sport မှုပဲကျန်တယ်ဆိုတော့ဒီ sport မှုနဲ့တစ်ချက်မောင်းကြည့်ပါဦးမယ် sport မှုနဲ့ရောဘယ်လောက် feeling ရလဲဆိုတာကိုကျွန်တော်တစ်ချက်လောက်မောင်းကြည့်လိုက်ပါဦးမယ်ကဲအခုကျွန်တော် sport မှုမောင်းကြည့်ပါမယ်ဆိုတော့ sport မှုမောင်းကြည့်ရဆိုတော့ဒီမောင်းနေနဲ့ဒီ sport မှုကပြောင်းလို့ရပါတယ်ဒီ button လေးကိုပဲဒီအရှိကိုတွန်းလိုက်ရင်ဒီမှာ sport လေးဖြစ်သွားပါပြီခုဆိုရင် sport မှုဖြစ်သွားပါပြီမိရညီသွားပါတယ်ဆိုတော့ခဏလောက်
စောင့်လိုက်ပါဦးပြီးမှ sport မှုကိုနင်းကြည့်ကြတာပေါ့ပြီးတော့ဒီ pressure လေးတွေကဘယ်လိုမျိုးလုပ်လဲတော့ကျွန်တော်လည်းသိချာမသိဘူးဖြစ်နေတယ်ဟိုနော်ဒီ pressure လေးကကျွန်တော်သိရသလောက်ကဒီ pressure တွေကဒီ gear လိုမျိုးသူကမဟုတ်ဘဲနဲ့ဒီကောင်ဒီ speed ကို short ချရလို့ပဲကျွန်တော်သိထားတာပေါ့ဆိုတော့ဒီကောင်က sport မှုနဲ့ဆိုလို့ရှိရင်အဆင့်3ဆင်းလောက်အထိ speed ကို short ချလို့ရတယ်လို့သိထားတယ်ဒီရိုးရိုးမှုနဲ့ဆိုလို့ရှိရင်တော့အဆင့်4ဆင်းလောက်အထိ speed ကို short ချလို့ရတယ်လို့ကျွန်တော်သိထားပါတယ် sport မှုကလည်းတော်တော်လစ်ပါတယ်နင်းနေတာနဲ့ lever ပို့ပြီးတော့အတန်လက်သိပ်ပြီးတော့မထွက်ဘူးဒီကောင်ကနင်းလိုက်တာနဲ့ဘယ်လို feeling ကိုပြောရမလဲမသိကျွန်တော်တို့ scooter မောင်းခဲ့ဘူးပါတယ်ကျွန်တော် loop ဆိုတဲ့ scooter လေးမောင်းခဲ့ဘူးပါတယ်ဒီကောင်အဲ့ဒီလိုပဲအဲ့ဒီ lever ပို့လေးနဲ့စောင့်ပြီးတော့ထွက်သွားတာပေါ့နော်အခုဒီကလည်းအဲ့လို feeling ရပါတယ်ဟိုနင်းလိုက်တာနဲ့အတန်တွေပါအရင်ကျေပြီးတော့ပြောင်းလဲသွားတာမျိုးမဟုတ်ဘဲနဲ့လုံးဝဒီရုံအားကောင်းတယ်လို့ပြောလို့ရပါတယ်နင်းလိုက်တဲ့ speed ဆိုတဲ့အနောက်တော့လန်သွားပါတယ်ဆိုတော့တော်မိုက်တဲ့ကားလေးလို့ကျွန်တော်ကတော့ပြောချင်ပါတယ်ခုဒီ sport မှုနဲ့ကျွန်တော်ဒီ pedal လေးစမ်းကြည့်ပါမယ်ဘယ်လိုလုပ်လို့လဲလို့ပေါ့နော်ဆိုတော့ဒီ pedal လေးကဒီမှာအဆင့်၄ဆင့်ပါပါတယ်ဒီကောင်ကဒီညာဘက်ကတော့ဒီအဆင့်၄ဆင့်ပါပါတယ်ဒီဘက်ဘက်ကတော့အဆင့်3 4ပေါ့နော်ဒီကောင်ကတော့ဒီ gear ပုံစံမျိုးပဲဒီကောင်က speed ကို short ချတဲ့ system လို့ကျွန်တော်သိထားပါတယ်ဆိုတော့အရင် speed များတဲ့အချိန်မှာဒီ brake တစ်ခုတည်းမထိန်းချင်တဲ့သူတွေဆိုရင်ဒီ pedal လေးကိုသုံးပြီးတော့ဒီ speed ကို short လို့ရတယ်ဆိုတော့ပုံစံမျိုးထင်ပါတယ်သုံးရတာဆိုတော့အရင်ထူးခြားခြားတော့ပြောင်းလဲသွားတယ်လို့တော့မခံစားရဘူးကျွန်တော်တို့ဒီ pedal ကတော့ဆိုတော့ sport မှုလည်းမောင်းကြည့်ရသလောက်ကတော့အရင်ထူးထူးခြားခြားဘာမှမခံစားရပါဘူးဒါပေမဲ့နည်းနည်းလေးမြန်တယ်လို့တော့ခံစားရတယ်လီဘာကတော့အတူတူပါပဲနင်းနေတာနဲ့ပေါ့ပြီးတော့ဒီ normal မှုလေးနင်းကြည့်လိုက်တာနဲ့နင်းကြည့်သလိုမျိုးမြန်ပါတယ်ဆိုတော့ကျွန်တော်မြင်ရတော့ဒီ sport မှုရောဒီ normal ကတော့အားလုံးအတူတူပါပဲတခြားဆိုတော့နည်းနည်း sport type feeling လေးခံစားလို့ရအောင်ဆိုပြီးတော့ထည့်ထားတဲ့ပုံစံမျိုးလို့ထင်ပါတယ်ဆိုတော့ကားလေးကမောင်းရတာမောင်းလို့ကောင်းတယ်ဆိုတော့ကျွန်တော်ကတော့ဒီကားလေးကိုသဘောကျပါတယ်ဆိုတော့ဒီလောက်ပါပဲကျွန်တော်ဒီစလောက်လေးအားလုံးဘူတူရရစေကျွန်တော်မျှဝေပေးတာဖြစ်ပါတယ်ဆိုတော့နောက်တခြား blog တွေမှာလည်းထပ်ပြီးတော့တွေ့ပါဦးမယ်ကျွန်တော်ကဒီကားတွေတင်ဖို့ပဲနဲ့တခြားဘူတူရရစေမယ့်အရာမျိုးတွေရှိရင်လည်းကျွန်တော်က blog ရိုက်သွားမှာဖြစ်ပါတယ်ပြီးတော့ကျွန်တော်ကိုနောက်ထပ် blog ရိုက်စေခြင်းတဲ့အရာတွေရှိရင်လည်းကျွန်တော်ရဲ့ comment မှာလည်းရေးခဲ့ပေးပါဦးကျွန်တော်ကိုဘာတွေရိုက်စေခြင်းလဲဘယ်လိုအကြောင်းအရာတွေရိုက်စေခြင်းလဲဆိုတာကိုလည်းကျွန်တော်ကိုရေးပေးပါဦးပြီးတော့တခြားထင်မြင်ချက်တွေဒီကားနဲ့ပတ်သက်ပြီးတော့ဝေဖန်စရာလေးတွေရှိတယ်ဆိုရင်လည်း comment မှာရေးသွားပေးပါဦးကျွန်တော်ရဲ့ YouTube channel နဲ့ Facebook page လေးကိုလည်း like and share နဲ့ subscribe လုပ်ပြီးတော့အားပေးကြပါဦးနောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ပါဦးမယ်အားလုံး bye bye ပါ